ရှေရှေတုန်းကတာယာလှပတဲ့ကန္နာဘီဆိုတဲ့တိုင်းပြည်ကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီတိုင်းပြည်မှာရွှေရောင်ဝင်းပတဲ့အသားရည်နဲ့အင်မတန်ချိုးမောလှပတဲ့ရွှေမင်းသမီးလေးတစ်ပါးရှိပါတယ်။မင်းသမီးလေးရဲ့အမည်ကတော့စန္ဒာဒေဝီလို့ခေါ်ပါတယ်။မင်းသမီးလေးဟာရုပ်ရည်လှပယုံတင်မကပဲစိတ်နှလုံးလေးအလွန်ဖြူစင်သူဖြစ်လို့တားသူပြည်သားတိုင်းကချစ်ခင်ကြပါတယ်။ဒါပေမဲ့မင်းသမီးလေးမှာထူးဆန်းတဲ့ကံကြမ္မာတစ်ခုပါလာခဲ့ပါတယ်။သူမမွေးဖွားရဲ့နေ့ကကောင်းကင်တစ်ခုလုံးမှောင်အတိကြပြီးမူးချိုးတွေတစ်ဖြက်ဖြက်နေခဲ့တာပါ။ဘေးဒင်းဆရာကြီးတွေကတော့ဒီကလေးဟာနောက်တစ်ချိန်မှာမူးနတ်မင်းရဲ့အမျက်တော်ရှာခြင်းကိုခံရလိမ့်မယ်လို့ဟော်ကိန်းထုတ်ခဲ့ကြပါတယ်။ဒီဟော်ကိန်းကြောင့်ခမီးတော်ဖြစ်တဲ့ဘရင်ကြီးဟာသမီးတော်ကိုအမြဲတမ်းစိုးရိမ်တကြီးစောင့်ရှောက်ခဲ့ရပါတယ်။မင်းသမီးလေးအရွယ်ရောက်လာတဲ့အခါမှာတော့သူမရဲ့အလှသတင်းဟာတပြည်လုံးပြန့်နှံ့သွားခဲ့ပါတယ်။တနေ့မှာတော့မင်းသမီးလေးဟာနန်းတော်ရဲ့ဥယျာဉ်ထဲမှာတန်းကူးရင်းလမ်းလျှောက်နေခဲ့ပါတယ်။အဲ့ဒီနေ့ဟာထူးထူးခြားခြားရာသီဥတုတာယာနေခင်မဲ့ရုတ်တရက်ဆိုသလိုကောင်းကင်ကမင်းမောင်လာပါတယ်။လေပြင်းတွေတိုက်ခတ်လာပြီးမိုးတိမ်တွေကနန်းတော်အပေါ်တဲ့တယ်မှာစုယုံလာကြပါတယ်။မင်းသမီးလေးဟာကြောက်လန့်တကြားနဲ့နန်းတော်တွေကိုပြန်ပြေးဖို့ကြိုးစားပေမဲ့ခြီလန်းတွေကလေးလံနေခဲ့ပါတယ်။ကောင်းကင်ရံကနေမိုးကြိုးတန်းကြီးတစ်ချက်ဟိန်းကနေမီဟဲသွားပြီးနောက်မှာတော့နန်းရင်ပင်တစ်ခုလုံးအလင်းရောင်တွေဖုံးလွှမ်းသွားပါတော့တယ်။မင်းသမီးလေးရဲ့ကံကြမ္မာဟာအဲ့ဒီအချိန်ကစပြီးထာဝရပြောင်းလဲသွားခဲ့ရပါပြီ။မိုးကြိုးအလင်းနှန်းကြီးကြာရောက်သွားပြီးနောက်ငိမ့်သက်ချင်းကနန်းရင်ပင်တစ်ခုလုံးကိုလွှမ်းမိုးသွားပါတယ်။နန်းတော်ဆောင်ရမတ်လေးနဲ့အထင်းတော်ဒီဟာကြောက်လန့်တကြားပြီးထွက်လာကြတဲ့အခါမှာတော့မြေပြင်ပေါ်မှာလဲလျောင်းနေတဲ့မင်းသမီးလေးစန္ဒာဒေဝီကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အားလုံးအံ့ဩသွားကြတာကမင်းသမီးလေးဟာအသက်ဘေးကလွတ်မြောက်နေရုံတည်းမကပဲသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကရွှေရောင်အလင်းတန်းဒီပုံမိုတောက်ပနေတာကိုတွေ့လိုက်ရလို့ပါပဲ။မိုးကြိုးတန်ကြောင့်ထိကြိုက်တန်ရရမယ်အစားမင်းသမီးလေးရဲ့အသားရည်ဟာစစ်မှန်တဲ့ရွှေအစင်းလိုဝင်းလံနေပြီးသူမရဲ့စနွယ်တွေကလည်းလျှက်စင်းချောင်းတွေလိုတလက်လက်တောက်ပနေခဲ့ပါပဲဘရင်ကြီးနဲ့မိဘရင်ကြီးတို့ဟာသမီးတော်အသက်ဘေးကလွတ်မြောက်လာတာကိုဝမ်းသာကြပေမဲ့ဘေးဒင်ဆရာကြီးတွေကတော့ဒါဟာကောင်းတဲ့နမိတ်မဟုတ်ဘူးလို့သတိပေးကြပါလေမူးနမင်းဟာမင်းသမီးလေးကိုတာမန်လူသားတယောက်အဖြစ်ကနေနတ်တပြားတွေရဲ့အမတ်အစားတစ်ခုကိုပေးသနာလိုက်တာဖြစ်နိုင်တယ်လို့ဒါဟာကြီးမားတဲ့စမ်းသပ်မှုတစ်ခုရဲ့အစဖြစ်နိုင်တယ်လို့ဆိုကြပါတယ်မင်းသမီးလေးနိုးလာတဲ့အခါမှာတော့သူမဟာအရင်ကထက်ပိုမိုထူးခြားတဲ့အာယုံတွေကိုခန်းစားနေရပါတယ်သူမစကားဖြိုးလိုက်တိုင်းလေထုထဲမှာတန်စင်တွေလူတုံကြဘူးမှုတွေဖြစ်ပေါ်လာပြီးသူမစိတ်လှရှားတဲ့အခါမှာတော့နန်းတော်အနီးကတစ်ပင်တွေဟာအလိုလျောက်ရင်းရွယ်လာကြပါတယ်မင်းသမီးလေးဟာလူသားတယောက်ထက်ပိုတဲ့စွမ်းအားတွေကိုပိုင်ဆိုင်သွားခဲ့ပါပြီဒါပေမဲ့ဒီစွမ်းအားတွေကသူမအတွက်ပျော်ရွှင်မှုလားဆင်းရဲမှုလားဆိုတာကိုတော့ဘယ်သူမှမခန့်မှန်းနိုင်ခဲ့ကြပါဘူးလူတွေကတော့သူမကိုမိုးကြိုးဖြစ်ခံတဲ့ရွှေမင်းသမီးလို့စတင်ခေါ်ပေါ်သမုတ်သွားပါတော့တယ်။ရက်တက်ပိုင်နှဲငယ်ကြလာတဲ့အခါမှာတော့ရွှေမင်းသမီးလေးရဲ့ထူးခြားတဲ့စွမ်းအားတွေဟာတနေ့ထက်တနေ့ပိုမိုတည်တာလာပါလေ။မင်းသမီးလေးစိတ်မကောင်းဖြစ်ပြီးမျက်လှည့်ကျလိုက်တိုင်းကောင်းကင်ကနေမိုးပွဲလေးရွာကျလာတတ်ပြီးသူမပြုံးရွှေလိုက်တော့လေတိမ်တောက်တွေကနေရောင်ကြီးကပိုမိုတောက်ပါစွာထိုးဖောက်ထွက်လာတတ်ပါတယ်။ဒီအခြေအနေဟာတိုင်းသူပြည်သားတွေအတွက်တော့အစပိုင်းမှာကောင်းကျိုးတွေဖြစ်တွန်းလာခဲ့ပေမဲ့မိုးခေါင်နေတဲ့ဒေသတွေမှာမင်းသမီးလေးရောက်ရှိသွားတာနဲ့မိုးရီရွာဆုံးပြီးကောက်ပဲသီးနောက်နေဖြစ်တွန်းအောင်မြင်လာကြောင်းလူအများကသူမကိုနတ်မင်းကပေးသနာတဲ့ယေရနာတစ်ပါးလိုကိုးကွယ်လာကြပါတယ်။ဒါပေမဲ့ဒီလိုထူးခြားတဲ့သတင်းတွေဟာအိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့မဟူယာတိုင်းပြည်ရဲ့ဘရင်ဆိုးစီကိုပြန့်နှံ့သွားခဲ့ပါတယ်။မဟူယာဘရင်ဟာလောဘကြီးဖြစ်ပြီးမင်းသမီးလေးရဲ့စွမ်းအားကိုအသုံးပြုရာတလောကလုံးကိုစိုးရင်လိုတဲ့စိတ်တစ်ခုရှိပါတယ်။သူဟာကန္နာပြည်စီကိုစစ်တမာနီကိုဆေးလွတ်လာပြီးမင်းသမီးလေးကိုလက်ထပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အကယ်၍ငင်းပြန်ခဲ့ရင်တော့ကန္နာပြည်ကိုစစ်မီးတောင်တွေနဲ့ဖျက်ဆီးပစ်မယ်လို့ချင်းချောက်လာပါတယ်။ဘရင်ကြီးနဲ့တိုင်းသူပြည်သားတွေဟာဒီသတင်းကြောင့်အလွန်စိုးရိမ်မကင်းဖြစ်ရကြပါတယ်။မင်းသမီးလေးစန္ဒာဒေဝီဟာသူမကြောင့်တိုင်းပြည်ပျက်စီးရမှာကိုမလိုလားသလိုစိတ်နှလုံးမကောင်းတဲ့ဘရင်ဆိုးစီကိုလည်းမတွားကျင်ရှာပါဘူးသူမရဲ့စိတ်ထဲမှာတော့ကံကြမ္မာရဲ့မိုးတိမ်တွေဟာတဖြည်းဖြည်းပြင်းလဲမဲမောင်လာနေတာကိုခံစားနေရပါတယ်မ
မင်းသမီးလေးဟာနန်းတော်ရဲ့အမြင့်ဆုံးတောင်ကုန်းပေါ်တက်ပြီးကောင်းကင်ယံကိုကြည့်ပြီးသူမရဲ့ဘောဟာကိုဘလို့ရှေ့ဆက်ထားမလဲဆိုလားလမ်းညွှန်ချက်တောင်းခံနေခဲ့ပါတော့တယ်မဟူရာဘရင်ရဲ့ချိန်မြောက်မှုကိုသိရတဲ့အခါမင်းသမီးလေးဟာတညာလုံးအိတ်မပြောင်းနိုင်ပဲဖြစ်နေပါတယ်။သူမဟာမိမိကိုယ်ကိုအပြစ်ရှိသလိုခံစားနေပြီးသူမကြောင့်တိုင်းပြည်ညက်ပြည်သူတွေဒုက္ခရောက်မှာကိုအလွန်စိုးရိမ်နေပါတယ်။နောက်တစ်နေ့မနက်မှာတော့မင်းသမီးလေးဟာခမည်းကော်ဘရင်ကြီးထံတွားရောက်ပြီးမဟူရာတိုင်းပြည်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ကြောင်းတင်ပြပါတယ်။ဘရင်ကြီးဟာသမီးတော်ကိုရင်ခွင်နဲ့ထည့်ပြီးငိုကြွေးရှာပါတယ်။သမီးတော်ရဲ့အဖေကသမီးကိုဘလို့လုပ်ပြီးအဲ့ဒီလိုလူရက်ဆက်လက်ထဲထည့်ပေးနိုင်ပါလဲလို့ပြောပေမဲ့မင်းသမီးလေးကတော့ခိုင်မာတဲ့စိတ်ဓာတ်နဲ့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မင်းသမီးလေးမှာအစီအစဉ်တစ်ခုရှိပါတယ်။သူမဟာမဟူရာတိုင်းပြည်ကိုမထွက်ခွာခင်မှာနန်းတော်ရဲ့သာသနာပြုဆရာတော်ကြီးထံသွားရောက်ပြီးလမ်းညွှန်မှုတောင်းခံခဲ့ပါတယ်။ဆရာတော်ကြီးကသမီးတော်မိုးကြိုးဆိုတာဖြက်စီးဖို့တင်မဟုတ်ဘူး။မကောင်းမှုကိုတုတ်တင်ဖို့လေးဖြစ်တယ်။သမီးရဲ့ရွှေအစင်းဟာသမီးစိတ်ထားဖြူစင်မှုကိုပြနေတာပဲ။သမီးကိုယ်တိုင်ယုံကြည်မှုရှိရင်ဘယ်ရန်သူမှသမီးကိုအောင်နိုင်မှာမဟုတ်ဘူးလို့မိန့်ကြားခဲ့ပါတယ်။မင်းသမီးလေးဟာနန်းတော်ကနေထွက်ခွာတဲ့နေ့မှာတိုင်းသူပြည်သားနေဟာလမ်းဘေးဝဲရာကနေငိုကြွေးရင်းလိုက်ပံပို့ဆောင်ကြပါတယ်။မင်းသမီးလေးရဲ့ခန္ဓာကိုယ်ကရွှေရောင်အလင်းတန်းတွေဟာအရင်ကထက်ပိုမိုတောက်ပနေပြီးသူမလျောက်ရှန်ရလမ်းတစ်ချောင်းမှာတော့ထူးဆန်းတဲ့လျှက်စစ်တပ်တွေတစ်ဖြက်ဖြက်ထွက်ပေါ်နေခဲ့ပါတယ်။မင်းသမီးလေးဟာမဟူရာတိုင်းပြည်ကိုတွားနေတာမဟုတ်ပဲသူမရဲ့ကံကြမ္မာကိုရင်ဆိုင်ဖို့တွားနေတာပဲဖြစ်ပါတယ်။မဟူရာတိုင်းပြည်ကိုရောက်တဲ့အခါမှာတော့ဘရင်ဆိုးဟာမင်းသမီးလေးရဲ့ရွှေရောင်ဝင်းပနေတဲ့အလားပါကိုအလွန်အမြဲရမ်းမတ်ကြိုးကြွလာပါတယ်။သူဟာမင်းသမီးလေးကိုနန်းတော်ရဲ့အခမ်းအနားဆုံးအဆောင်မှာထားရှိပြီးချက်ချင်းဆိုသလိုလက်ထပ်ပွဲကျင်းပဖို့ပြင်ဆင်มาတော့တယ်။ဒါပေမဲ့မင်းသမီးလေးရဲ့အနားကိုဘယ်သူမှကတ်လို့မရအောင်ထင်နေပါတယ်။မင်းသမီးလေးကနေထွက်ပေါ်နေတဲ့ရွှေရောင်အလင်းတန်းတွေဟာအထီးတွေ့ရှိတာနဲ့ပြင်းထန်တဲ့လျှက်စစ်တအားဒီလိုတုံ့ပြန်နေလို့ပါပဲ။မဟူရာဘရင်ဟာအမျက်ချောင်းချောင်းထွက်ပြီးနင်းဟာငါရဲ့အပိုင်ဖြစ်ရမယ်။ဘယ်နတ်ပရာမှငါ့ကိုတားလို့မရစေရဘူးလို့ကြုံးဝါလိုက်ပါတယ်။မင်္ဂလာပွဲကျင်းပမယ်ညမှာတော့မဟူရာတိုင်းပြည်ရဲ့ကောင်းကင်ယံမှာထူးဆန်းတဲ့တိမ်တိုက်ကြီးတွေဖုံးလွှမ်းနေပါတယ်။လေပြင်းတွေဟာနန်းတော်ကြီးတစ်ခုလုံးကိုပြိုလဲတော့မတက်တိုက်ခိုက်နေပါတယ်။မင်းသမီးစန္ဒာဒေဗီဟာနန်းရင်ပြင်အလယ်မှာရပ်နေပြီးကောင်းကင်ယံကိုကြည့်ပြီးတစုံတစ်ခုကိုဆုတောင်းနေခဲ့ပါတယ်။သူမရဲ့မျက်လုံးတွေထဲမှာရွှေရောင်အလင်းတန်းတွေဟာလျှက်စီတွေလိုလက်ခဏဖြစ်နေပါတယ်။မဟူရာဘရင်ဟာမင်းသမီးလေးရဲ့လက်ကိုအတင်းမှဆွဲကင်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာတော့တလောကလုံးတုံဟင်းစီလိုမိုးကြိုးတန်တစ်ချက်ပေါ်ထွက်လာပါတယ်။အဲ့ဒီအခိုက်အတန်းမှာပဲမင်းသမီးလေးရဲ့ခန္ဓာကိုယ်ကနေရွှေရောင်လျှက်စစ်ကြောင်းတွေဟာအရက်မျက်နှာအနှံ့ကိုဖျားထွက်သွားပြီးမဟူရာဘရင်နဲ့သူ့ရဲ့မကောင်းတဲ့နောက်လိုက်တွေဟာအလင်းတန်းတွေကြားမှာပျောက်ကွယ်သွားပါတော့တယ်။မင်းသမီးလေးရဲ့စစ်မှန်တဲ့စွမ်းအားဟာအဲ့ဒီနေ့မှာပဲအပြည့်အဝပေါ်ထွက်လာရတာဖြစ်ပါတယ်။မဟူရာဘရင်နဲ့သူ့ရဲ့စစ်သေးတော်များအလင်းတန်းတွေကြားမှာပျောက်ကွယ်သွားပြီးနောက်မဟူရာတိုင်းပြည်ရဲ့နန်းတော်ကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပါတယ်။မင်းသမီးလေးစန္ဒာဒေဗီဟာနန်းရင်ပြင်အလယ်မှာမတ်တက်ရက်နေပြီးသူမရဲ့ခန္ဓာကိုယ်ကထွက်ပေါ်နေတဲ့ရွှေရောင်အလင်းတန်းတွေဟာတဖြည်းဖြည်းငြိမ်သက်သွားကနူးညံ့တဲ့ဝါကုန်းရောင်အလင်းအဖြစ်ပြောင်းလဲသွားပါသည်။မဟူရာပြည်သူပြည်သားတွေဟာကြောက်လန့်တကြားပုံအောင်ရာကနေထွက်လာကြပြီးမင်းသမီးလေးကိုဖျားတပါးလိုဝက်စစ်တွာကော်ရော်ကြပါသည်။သူတို့ဟာရက်ဆက်တဲ့ဘရင်ဆိုးရဲ့လက်အောက်ကနေလွတ်မြောက်သွားပြီဆိုတာကိုသိလိုက်ကြလို့ပါပဲ။ဒါပေမဲ့မင်းသမီးလေးရဲ့စိတ်နှလုံးထဲမှာတော့ဝမ်းနည်းမှုတစ်ခုခံစားနေပါတယ်။သူမဟာအသက်တွေကိုထပ်ဖြတ်ဖို့အလိုမရှိခဲ့ပေမဲ့မကောင်းမှုကိုတုတ်တင်ဖို့အတွက်သူမရဲ့စွမ်းအားကိုအသုံးချရလို့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ယံကနေနူးညံ့တဲ့အတန်ကြီးတစ်ချက်ပဲ့တင်ထွက်လာပါတယ်။သမီးတော်နှကြောက်ပါနဲ့မင်းဟာလောကကိုအလင်းပေးဖို့ရွေးချယ်ခံသူဖြစ်တယ်။မင်းရဲ့ရွှေအစင်းဟာတန်ဆင်မှုရဲ့ပြည့်ရုပ်ပဲလို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့မင်းသမီးလေးရဲ့ကြောပြင်ကနေရွှေရောင်အတောင်ကြီးနှစ်ဖက်ထွက်ပေါ်လာပါတယ်။သူမဟာတာမန်လူသားမင်းသမီးလေးမဟုတ်တော့ပဲလူသားတွေကိုစောင့်ရှောက်မဲ့မိုးကြိုးနတ်သမီးတစ်ပါးအထစ်အသွဲပြောင်းလဲသွားခဲ့ပါသည်။မင်းသမီးလေးဟာမဟူရာပြည်သူတွေကိုကောင်းမွန်စွာနေထိုင်ကြဖို့မှာကြားပြီးနောက်သူမရဲ့ခမည်းတော်ရှိရာကန္နာပြည်စီကိုကောင်းကင်ယံကနေပြန်တန်းထွက်ခွာသွားပါတော့တယ်။တပြည်လုံးရဲ့လူတွေဟာကောင်းကင်ကိုကြည့်ရင်ရွှေရောင်တောက်နေတဲ့မင်းသမီးလေးကိုလက်အုပ်ချီနှုတ်ဆက်ကြပါတယ်။မင်းသမီးလေးကန္နာပြည်ကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့တပြည်လုံးကဝမ်းသာအားရကြိုဆိုကြပါတယ်။ဘ
ရင်ကြီးနဲ့မိဖျားကြီးတို့ဟာကောင်းကင်ယံကနေဆင်းသက်လာတဲ့ရွှေတောင်ပန်းနဲ့သမီးတော်ကိုမြင်ပြီးအံ့ဩဝမ်းသာဖြစ်ကြရပါတယ်မင်းသမီးလေးဟာသူမကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့သူမပိုင်ဆိုင်သွားတဲ့နှက်ဖျားဆွမ်းအားတွေအကြောင်းကိုအကုန်အစင်ပြောပြခဲ့ပါတယ်ဒါပေမဲ့မင်းသမီးလေးဟာနန်းတော်ထဲမှာအရင်လိုဖြိုးဖြိုးရွှင်ရွှင်မနေနိုင်တော့ပါဘူးသူမရဲ့နားထဲမှာလောကကြီးရဲ့နေရာအနှောင်ပြားကဒုက္ခရောက်နေသူတွေရဲ့ငိုရှိုင်းတန်တဲ့အကူအညီတောင်းခံတန်တွေကိုလေထုတွေကတဆင့်ကြားနေရလို့ဖြစ်ပါတယ်။ဒီနေ့မှာတော့မင်းသမီးလေးဟာခမည်းတော်ကိုခွင့်ပန်ပါတယ်။ခမည်းတော်သမီးတော်ဟာအခုဆိုရင်တာမန်လူသားမဟုတ်တော့ပါဘူး။လောကကြီးမှာမတရားမှုတွေနဲ့ဒုက္ခတွေရှိနေတဲ့၍သမီးတော်အေးအေးဆေးဆေးမနေနိုင်ပါဘူး။သမီးတော်သွားပြီးကူညီပါရစေလို့တောင်းဆိုပါတယ်။ဘီရင်ကြီးဟာသမီးတော်ကိုခွဲခွာရမှာဝမ်းနေပြီးမြစ်သူမရဲ့မြင့်မြတ်တဲ့စိတ်ထားကိုနားလေတာကြောင့်ခွင့်ပြုလိုက်ပါတယ်။မင်းသမီးလေးဟာနန်းတော်ကနေမထွက်ခွာခင်သူမရဲ့ရွှေရောင်အလင်းတန်းအချို့ကိုတိုင်းပြည်ရဲ့မြေစည်းခွာတွေကိုထည့်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးကန်နာပြည်ဟာဘယ်တော့မှမိုးမခေါင်တော့ပဲအမြဲတမ်းစင်းလန့်ဆိုပြီးနေပါတော့တယ်။မင်းသမီးလေးဟာကောင်းကင်ယံတဲကိုပြန်တက်သွားပြီးတင်တိုက်တွေကြားထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။သူမဟာဒုက္ခရောက်နေတဲ့တိုင်းပြည်တွေစီကိုလက်စည်းကြောင့်အဖြစ်ဆင်းသက်လာပြီးမကောင်းသူတွေကိုနှိမ်နှင်းကားကောင်းသူတွေကိုကယ်တင်တဲ့မိုးကြိုးနဲ့သမီးအထက်ကြောကြားလာပါတော့တယ်။လူသားတွေကတော့မိုးကြိုးပစ်တဲ့အခါတုန်တုတ်ကြပြီမြစ်အဲ့ဒီနောက်မှာရွာချလိုက်တဲ့မိုးဆက်တွေကမင်းသမီးလေးရဲ့မေတ္တာတွေလိုယုံကြည်ခဲ့ကြပါတယ်။မင်းသမီးလေးစန္ဒာဒေဝီဟာတိမ်တိုက်တွေကြားမှာဆံမြန်းရန်လောကကြီးကိုအထက်ကောင်းကင်ယံကလေးစောင့်ကြည့်နေခဲ့ပါတယ်။သူမဟာမတရားမှုတွေရှိတဲ့နေရာတိုင်းမှာလက်စည်းအလင်းတိုင်းအစ်စ်ပေါ်ပေါက်လာပြီးအမှောင်ထုကိုခွင်းခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့လူသားဘဝတုန်းကခမည်းတော်နဲ့မိဖုရားကြီးကိုလွမ်းဆွတ်တဲ့စိတ်ကအမြဲရှိနေခဲ့ပါတယ်။တခါတလေမှာမင်းသမီးလေးဟာတာမန်မင်းကလေးတယောက်အသွင်ဖန်ဆင်းပြီးကန်နာပြည်ကဈေးတန်းဒီထဲမှာလမ်းလျှောက်တတ်ပါတယ်။သူမသွားလေရာလမ်းတစ်လုံးမှာပန်းမွဲရနံ့ပြီးတင်းပြန်ချမ်းခဲ့ပြီးလူတွေဟာထူးဆန်းတဲ့အေးချမ်းမှုကိုခံစားကြရပါတယ်။ဒီနေ့မှာတော့ကန်နာပြည်ကိုအင်မတန်ကြောက်စရာကောင်းတဲ့ဂန်ဒတ်ဘာနတ်ဆိုးတယောက်ကျူးကျော်လာပါတယ်။အဲ့ဒီနတ်ဆိုးဟာတိုင်းပြည်ရဲ့ရေအရင်ဝစ်စီတွေကိုခင်းချောက်အောင်လုပ်ပြီးလူတွေကိုအစာရေးစားငတ်မွတ်အောင်နှိပ်စက်ပါတယ်။ဘရင်ကြီးရဲ့ရဲမတ်တွေဟာလည်းအဲ့ဒီနတ်ဆိုးကိုမရင်နိုင်တဲ့ဖြစ်နေပါတယ်။တိုင်းပြည်ကြီးပျက်စီးတော့မယ့်အခြေအနေကိုမြင်တဲ့အခါမှာတော့မင်းသမီးလေးဟာကောင်းကင်ယံကနေဆင်းသက်လာပါတယ်။သူမရဲ့ရွှေရောင်အတောင်ပန်းတွေဟာတလောကလုံးကိုလင်းထိန်သွားစေပါတယ်။နတ်ဆိုးဟာမင်းသမီးလေးရဲ့အလင်းညံကိုမခံနိုင်ပဲနောက်ဆုတ်သွားပေမဲ့သူ့ရဲ့မှော်အသက်တွေနဲ့တုံ့ပြန်တိုက်ခိုက်ပါတယ်။မင်းသမီးလေးဟာသူမရဲ့လက်ဖွာကနေမိုးကြိုးစွမ်းအားတွေကိုထုတ်လွှတ်ပြီးနတ်ဆိုးကိုတိုက်ထုတ်ပါတယ်။ဒီတိုက်ပွဲဟာ3 ရက်တိုင်အောင်ကြာမြင့်ပြီးကောင်းကင်တစ်ခုလုံးမိုးကြိုးတန်တွေနဲ့ဆူညောင်နေခဲ့ပါတော့တယ်။တိုင်းလူတိုင်းဖျားတွေဟာသူတို့ရဲ့ရွှေမင်းသမီးလေးအောင်မြင်ပါစေကြောင်းဝိုင်းဝန်းဆုတောင်းပေးနေကြပါတယ်။အဆုံးမှာတော့မင်းသမီးလေးရဲ့စင်မာနဲ့မွေးတော်တတ်နဲ့ရဲရင်မှုကြောင့်နတ်ဆိုးဟာပြအဖြစ်ပြောင်းလဲသွားပြီးတိုင်းပြည်ကြီးပြန်လဲအေးချမ်းသွားလာပါတော့တယ်။သို့တော်လည်းဒီတိုက်ပွဲဟာမင်းသမီးလေးအတွက်နောက်ဆုံးစမ်းသပ်မှုဖြစ်လာပါတယ်။မိုးနတ်မင်းဟာမင်းသမီးလေးရဲ့စွန့်လွတ်အနစ်ခံစားမှုကိုမြင်တဲ့အခါမှာတော့သူမကိုနတ်ဖျားလောကရဲ့အမြင့်ဆုံးအဆင့်မှာစံမြန်းဖို့ဖိတ်ခေါ်ခဲ့ပါတယ်။မင်းသမီးလေးဟာလူသားဘဝကိုလုံးဝစွန့်လွတ်သွားပြီးထာဝရရှင်သန်တဲ့နတ်သမီးတစ်ယောက်ဖြစ်ရမှာပါ။ဒါဟာခမည်းတော်နဲ့မိဖုရားကြီးကိုနောက်ဆုံးအချိန်နှုတ်ဆက်ရခြင်းလည်းဖြစ်ပါတယ်။မင်းသမီးလေးဟာသူမရဲ့ရွှေရောင်လက်ဝိယတနာတွေကိုချွတ်ပြီးခမည်းတော်ကိုပေးခဲ့ပါတယ်။ဒီယတနာတွေဟာတိုင်းပြည်အတွက်ယတနာအစ်စ်တွေဖြစ်လာပါလိမ့်မယ်။သမီးတော်ကိုလွမ်းတဲ့အထာကောင်းကင်ယံကလျက်စင်းကြောင်းတွေကိုကြည့်လိုက်ပါ။သမီးအမြဲစောင့်ရှောက်နေမှာပါလို့မှာကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မင်းသမီးလေးရဲ့ခန္ဓာကိုယ်ဟာအလင်းဆိုင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးကောင်းကင်ယံစီကိုတဖြည်းဖြည်းလွင့်တက်သွားပါတော့တယ်။တပလီလူဟာငင်းသက်ခြင်းအတူမင်းသမီးလေးရဲ့မေတ္တာအလင်းတဲ့နေကိုခံစားနေကြရပါတယ်။မင်းသမီးလေးဟာအမေတကယ်တော့လူသားလောကကိုဆွန့်လွတ်သွားခဲ့ပါပြီ။ယနေ့ထက်တိုင်ကန်နာပြည်ရဲ့ကောင်းကင်ယံမှာမိုးအေးအေးနဲ့လျက်စီးလက်တဲ့အခါတိုင်းလူတွေဟာရွှေမင်းသမီးလေးလောကကိုကြည့်ချူနေပြီလို့ပြောလေရှိကြပါတယ်။မင်းသမီးလေးစန္ဒာဒေဝီဟာနတ်ဖျားလောကမှာစံမြန်းနေပေမဲ့သူမရဲ့ဂယုဏစိတ်ကတော့လူသားတို့ကဘာကနေဘယ်တော့မှပျော့ကွယ်သွားမခဲ့ပါဘူး။သူမပေးခဲ့တဲ့ရွှေရောင်ယတနာတွေဟာလည်းနန်းတော်ရဲ့ဗနာတိုက်ထဲမှာထူးဆန်းစွာဝန်းလန့်နေပြီးတိုင်းပြည်မှာငတ်မွတ်ခေါင်းပါမှုဘယ်တော့မှမရှိအောင်စောင့်ရှောက်ပေးခဲ့ပါတယ်။ဘယင်ကြီးနဲ့မိဖုရားကြီးတို့ဟာသမီးတော်ကိုလွမ်းဆွတ်ပြီးမဲ့သူမဟာလောကတစ်ခုလုံးရဲ့အလင်းဆောင်သူဖြစ်သွားရဲ့အထက်ဂုံယူမဆုံးဖြစ်ခဲ့ကြပါတယ်။နှစ်ပေါင်းများစွာကြာညောင်းသွားပေမဲ့မိုးကြိုးဖြစ်ခံရတဲ့ရွှေမင်းသမီးရဲ့ပုံပြင်ဟာကလေးငယ်တွေရဲ့အိယာဝင်ပုံပြင်အဖြစ်နဲ့လူကြီးတွေရဲ့စာနမူနာအဖြစ်သမိုင်းတွင်ကြံ့ရစ်ခဲ့ပါတယ်။ဒီဒဏ်ရဤကပေးတဲ့သင်ခန်းစာကတော့
ကတော့စစ်မှန်တဲ့အလှတရားဆိုတာရုပ်ရည်မှတင်မကပဲအများအတွက်စွန့်လွတ်အမျက်နာခံတတ်တဲ့စိတ်နှလုံးဖြူစင်မှုမှာဒါတည်ရှိတယ်ဆိုတာပါပဲမင်းသမီးလေးရဲ့ရွှေရောင်အစင်းဟာလောကရဲ့အမှောင်ထုကိုအမြဲတမ်းခွေးနေအောင်မှဖြစ်တယ်လို့သူမရဲ့နာမည်ဟာလေကောင်းကင်ယံကမိုးကြိုးတန်လိုပဲလူသားတို့ရဲ့ရင်ထဲမှာထာဝရဟိမ့်တန်ပေးနေတော့မှာဖြစ်ပါရဲ့မင်းသမီးလေးရဲ့ပုံပြင်ဟာဒီနေရာမှာတင်ပြီးဆုံးသွားပေမဲ့သူမရဲ့မြေတာအလင်းတန်းတွေကတော့ယနေ့တန်းကျွန်းတို့ရဲ့ကောင်းကင်ယံမှာလင်းလံနေဆဲဖြစ်ပါတော့တယ်